ကဘာပေါ်မှာအရန်ကဆေးလေးမတော်တဆနင်းမိရင်ဖနှက်ကျွတ်သွားနိုင်တဲ့အထိထူးထူးခြားခြားဒီဇိုင်းထုတ်ထားတဲ့ပလိုင်ကွင်းတွေရှိတယ်ဆိုတာတင်သိပါလားဒီနေ့ပညာအိုမြင်းကောင်ရီ1000ကျော်ရှိတဲ့ကားတွေကတနာလီမိုင်ထုံးလာကျော်အထိမောင်းနေနိုင်တဲ့ jet racing ပလိုင်ပွဲတွေမှာအများဆုံးအသုံးပြုပါတယ်ဒီလိုပလိုင်ပွဲအမျိုးအစားမှာအစာပိုင်းတဲ့ကအနှဲငယ်ချောထွက်သွားတာနဲ့ရှုံးနိမ့်မှုကိုဥတီသွားစေနိုင်တာမို့အမြင့်ဆုံးဆွဲအားရဖို့ကအရန်အရေးကြီးပါတယ်ဒီလိုဖြစ်ဖို့အတွက်ပလိုင်ကွင်းလမ်းပေါ်မှာအထူးပြုလုပ်ထားတဲ့ရာပါအလွှားနဲ့ဓာတုပစ္စည်းတွေကိုတုပ်လင်ထားပြီးအရန်ကိုကတ်ဆေးနေအောင်လုပ်ထားတာပါဒီအစွမ်းကိုပိုကောင်းစေဖို့အတွက်အဲ့ဒီအယောအနောကိုမီးရှို့ပြရပါတယ်ပြိုင်ပွဲစားတဲ့အခါမှာတာယာတွေကလမ်းနဲ့တကယ်ကိုတထားတဲ့ကတ်သွားပြီးအင်ဂျင်ရဲ့စွမ်းအားအပီကိုအရှိန်တင်တဲ့နေရာမှာအသုံးပြုနိုင်စေပါတယ်လမ်းတာချောနေရင်တာယာတွေကလွတ်ထွက်သွားမှာပါဒါကြောင့်ပလိုင်ပွဲမစခင်မှာရန်မောင်းတွေနဲ့စပ်ပြင်စရာတွေကတာယာတွေကိုအပူပေးကြတာထင်ပြီးပူနွေးတဲ့ရာပါကပိုမိုပြော့ပြောင်းကကတ်ဆေးနေတဲ့ကတ္တရာလမ်းပေါ်မှာပိုမိုကောင်းမွန်တဲ့ဆွဲအားကိုရရှိစေပါတယ်ပလိုင်ပွဲအပြီးမှာလမ်းပေါ်မှာအရေးပြောနေတဲ့ရာပါအမဲစင်းတွေကြံခဲ့ပြီးဒါကနောက်ပလိုင်ပွဲတွေအတွက်မျက်နှာပြင်ကိုပိုပြီးကက်ဆေးလာစေပါတယ်တချို့အခြေအနေတွေမှာတော့ဒီလောက်ပြင်းထန်တဲ့ဆွဲအားကြောင့်ကားရကီယာဒါမှမဟုတ်မောင်းနှင်မှုစနစ်တွေကိုပျက်စီးစေပြီးအစပိုင်းမှာတဲ့ဇက်ပိုင်းဆိုင်ရာချိုးယွေးမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်